စကိုင်းတရားကိုဆုံးအောင်စီပြန်တော့3000နဲ့850ပြီမိထလန်းမြောင်ဆွေကရဲ့တောင်းစေတာလူသွားလန်းဘလပီချာချာချာအုတ်တိုင်းကြီးတွေကကွက်သွားမြိုင်သည်ဟောအုတ်တိုင်းကြီးတွေကအကွက်သွားမြိုင်ပါသည်30နဲ့9တိုင်းတန်းစင်ထားပါလို့ကုန်းကုန်း20လမ်းဖွင့်ချပါလို့အခန်းတရားစီအားရှိနေသည်ကုန်ကြငွေတွေခုနေပြည်ပြန်တော့တကကြီးနဲ့အာဒံကျော်ပြီဒီနာတော်ရှိစာစီရေဦးနာတော်ရှိကဘာမမီတဲ့ကွယ်ကဘာရှင်ဒီကြောင့်သာပါလေလေဒါအေးရောက်ဆုံးနေ